နောင်9မိနစ်ပဲဆောင်းမယ် Enemies ahead! ခဏ TikTok ကြည့်လိုက်အောင်မယ်ပြီးမှစာလုံးမယ်ဒီလိုပြောပြီးခမရရဲ့အရှင်ဇယတွေကတနာရီနနာရီကိုဘယ်နဲ့ချင်းကုယူခေးပြီးပြီလေအရှင်ပြုတ်နေတဲ့အရှင်မှာလဲစိတ်တက်မှာတမျိုးကြီးဖြစ်နေထက်ပါတယ်မပြောဘူးမိစုတို့လည်းဒီလိုခြုံတွေးဖို့မှတေးရှာပါတယ်စာတွေကပုံနေပြီဇောင်းဝေးကနီးလာပြီ assignment တွေထင်းစီနေပြီဒါပေမဲ့မိစုတို့ကတော့စာစားလို့ဖို့လှုပ်ရှင်စိတ်ရောက်လာမယ့်အရှင်ကိုပဲခိုင်ဆောင်နေတော့မယ်လားတကယ်တော့ဒီလိုလှုပ်ရှင်စိတ်ဆိုတာမျိုးကလွယ်နဲ့မရောက်လာပါဘူးဒီနေ့ကျွန်တော်ပြောပြချင်တာက motivation စိတ်တဲ့ကွန်ကလုံးဝမရှိသေးဘဲနဲ့တောင်စာဘယ်လိုလုပ်မလဲဆိုတဲ့လိုအပ်ချက်တွေပဲဖြစ်ပါတယ်ကျွန်တော်တို့မှာစာပါလို့မလို့ရှိတာလေဖြင်းလို့လားမဟုတ်ပါဘူးတကယ်တော့မိဆွေတို့ဖြင်းနေတာမဟုတ်ပါဘူးမိဆွေတို့ရဲ့အုံနှုတ်ထက်မှာစီပွေးဖြစ်နေတာပါဦးနှောရဲ့ရှေ့ပိုင်းက prefrontal cortex ပါသူကအနဂတ်ကိုထွေးတယ်ဆောင်းဝေးအောင်ခြင်းနဲ့မိဘတွေကိုပြောစေခြင်းနဲ့ဒါပေမဲ့ဦးနှောရဲ့အတွင်းပိုင်းမှာ limbic system ဆိုတာရှိတယ်သူ့ကိုမြောက်စိတ်လို့ပဲခေါ်ကြပါစို့သူကအနဂတ်ကိုစိတ်မဝင်စားဘူးအခုရှင်းရှင်းပြောဖို့နဲ့တတော်တတာနေရဖို့ကိုပဲစဉ်းစားတယ်ကျွန်တော်တို့အတွက်စာလို့ရမယ်စာချက်ရမယ်အလုပ်က pressure တခုပါပဲဦးနှောကဒီလို pressure ကိုမြင်တဲ့အခါအလူလူရှောင်ပြေးခြင်းတယ်ဒါကြောင့်စာလို့မဲ့အစပုံကိုခောက်ခိုင်မိတာဖြစ်ပါတယ်ဒါဟာ time management ပြဿနာမဟုတ်ပါဘူး emotion management ပြဿနာဖြစ်ပါတယ်အရှင်ဆွေးရင် procrastination လုပ်ရင်အမဲနေတော့တာတကူတည်းမဟုတ်ပါဘူးအဆူဆုံးကတော့ guilt လို့ခေါ်တဲ့အပိရှိစိတ်ခံစားရတာပါပဲမိစုတို့ဒေစာစဉ်းစားကြည့်ပါစာမလုပ်ပဲဂင်းစွန်နေတဲ့အရှင်မှာခမရတကယ်ရောဖြော်ရည်လားမဖြော်ပါဘူးစိတ်တက်မှလေးလည်နေတယ်မလားငါစာလုံးအောင်မယ်ဆိုတဲ့အတီးက၆လက်နေတော့ယောဂတာအနာယူနေတာဦးနှုတ်ကအနာမယူပါဘူးဒီတော့ပူပင်ဖင်းလာတယ်ပူပြီးစိတ်ပြီးစီးလာတယ်ခေဒါကိုဘယ်လိုဖြေရှင်းမလဲ motivation ရှိလာမှလုံးမဲလို့မထွေးပါနဲ့motivation စိတ်တဲ့ကွန်အားဆိုတာလာလိုက်ဖြောက်လိုက်ပါစနစ်ချတဲ့နီလန်၃ခုကိုတွန်းကြည့်အောင်2 minute rule နံပါတ်1ကတော့2မိနစ်စီမင်းပါစားလို့ဖို့အခက်ခဲဆုံးကစားလို့ဖို့ပါပဲဒါကြောင့်ကိုဒီလိုပြောပါငါဒီစာအုပ်ကို2မိနစ်ပဲဖတ်မယ်ပြီးရင်နားမယ်လို့ပြောကြည့်ပါ2မိနစ်ဆိုတာအငြင်းလွယ်တဲ့အတွက်ဦးနှုတ်ကမငင်းတော့ပါဘူးတကယ်ရင်စားလို့ပြီးရင်2မိနစ်မခပဲဆက်လုပ်ပြီးမှသိချပါတယ် eat the frog နံပါတ်2ကတော့ eat the frog ပါခုအတွက်အခက်ဆုံးအမုန်းဆုံးဘာသာရပ်ကိုမနေ့ပိုင်းအစော်ကြီးအရင်လုပ်ဖြစ်ပါအခက်ဆုံးဘာသာရပ်ကိုလုပ်ပြီးသွားပြီဆိုရင်ခြံတဲ့တစ်နေ့တာလုံးကပေါ့အေးဆေးပြီးသွားပါလိမ့်မယ် forgive yourself နံပါတ်3ကတော့အရေးကြီးဆုံးပါပဲကိုခွန်းလို့ပါလေးလာတွေ့ရှိချက်တွေအရင်တစ်ကော့အရှင်ဆွေးမိလို့ကိုအဖြစ်ထင်နေတဲ့ចောင်းသားတွေဟာနောက်တစ်ကော့ဖူပြီးအရှင်ဆွေးတက်ကြတယ်တဲ့ဒါကြောင့်ပြီးခဲ့တာတွေကိုမင်းလိုက်ပါကိုခွန်းလို့ပြီးအခုပဲအတိဖြန်စားလိုက်ပါမိဆွေတို့ခမရမှာအရေးရှင်းတွေအများကြီးရှိပါတယ်ခဏတာပျော်ရွှင်မှုအတွက်ခမရရဲ့အနာဂတ်ကိုအဆုံးချုပ်မခင်ပါနဲ့မနေ့ဖြန်ကိုမဆောင်ပါနဲ့မနေ့ဖြန်ဆိုတာမရှိပါဘူးအခုရှင်းလုပ်ပါကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကမိဆွေရအတွက်အကျိုးရှိခဲ့တယ်ဆိုရင် subscribe လုပ်ဖို့မမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်